ကွန်ဖူးပညာကိုအမှန်တကယ်တက်မြောက်ဖို့အတွက်ကျွန်တော်ရဲ့ဆရာကိုခြေပလာနဲ့မြေကြီးပေါ်တစ်ခါမှအနည်းမခံခဲ့ပါဘူးသူလမ်းလျှောက်တိုင်းအောက်ကနေအဝစ်တစ်ခုအမြဲကင်းပေးခဲ့ပါတယ်တစ်ခါမှတော့သူဟာချော်လဲပြီးရေစလုံးနဲ့ကြားတော့မဲ့အချိန်မှာကျွန်တော်ပြေးလွှားသွားပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ခံပေးခဲ့ပါတယ်ဆရာကတော့ဘာမှမဖြစ်တယ်လို့မျိုးထွက်သွားဖို့စူးစမ်းခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်ကကျန်တိုက်ဖလက်တစ်ခုကိုသူ့ရှေ့မှာလှမ်းပစ်လိုက်ပါတယ်သူအဲ့ဒီအပေါ်နင်းမိတဲ့အခါမှာတော့ဟန်ချက်ပြက်ပြီးပက်လက်လန်လဲကျသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ကွန်ပူးတင်တန်းကျောင်းစီကိုစိန်ခေါ်သူတယောက်ရောက်လာပါတယ်သူကတော့အနီးနားကကျောင်းတစ်ခုရဲ့အတော်ဆုံးတစ်ပဲဖြစ်ပြီးမကြသေးခင်ကမှပြည်နယ်လက်ဝှေ့ချန်ပီယံဖြစ်ထားတဲ့သူပါသူကမမာနာပြည်နဲ့ကျွန်တော်တို့ကျောင်းကနေပြ2ယောက်လုံးကိုတပြိုင်တည်းထွက်တိုက်ဖို့စိန်ခေါ်ပါတယ်တကယ်တမ်းမှာကျွန်တော်တို့နေပြတွေကတကယ်တိုက်ခိုက်ရေးစွမ်းရည်မရှိကြတာကြောင့်မျက်နှာတွေဖူးယောင်ညိုမဲတဲ့အထိအပြင်းထန်အရိုက်ခံလိုက်ရပါတယ်ဒါကိုမြင်လိုက်ရတဲ့တပည့်တွေဟာကျောင်းပေါ်ယုံကြည်မှုပျောက်ဆုံးသွားပြီးလက်ဝှေ့ချန်ပီယံနောက်ကိုတယောက်ပြီးတယောက်လိုက်သွားကြပါတော့တယ်ကျွန်တော်ရဲ့ဆရာကြီးကျောင်းကိုပြန်ရောက်လာတဲ့အခါကျောင်းမှာဘယ်သူမှမရှိတော့တာကိုတွေ့ပြီးဒေါသတွေပောက်ကွဲသွားပါတယ်သူဟာအိမ်နီးနားချင်းကျောင်းကိုချက်ချင်းသွားပြီးကလဲစားချေဖို့စူးစမ်းပေမဲ့အပြန်လန်တိုက်ခိုက်မှုအနှဲငယ်ပြီးမှပဲဆရာကြီးဟာမြေကြီးပေါ်ကိုလဲကျသွားပါတယ်ချန်ပီယံကဆရာကြီးကိုအဆုံးသက်ချက်နဲ့တိုက်ခိုက်ဖို့ပြင်နေတော့မှကျွန်တော်ရဲ့ဖိနက်တစ်ဖက်နဲ့လမ်းပစ်လိုက်ပါတယ်ဒါကိုဒေါသထွက်သွားတဲ့ချန်ပီယံကကျွန်တော်စီပြေးလာပြီးအညိုတကြီးရိုက်နှက်ပါတော့တယ်အရေးချင်းတွေကိုဖုံးကွယ်ထားရတာစိတ်ကုန်လာပြီးဖြစ်တဲ့ကျွန်တော်ဟာနောက်ဆုံးမှာတော့မြေစက်တိုင်လက်တီးကိုတုံးပြီးပြန်လဲတိုက်ခိုက်လိုက်ပါတယ်သူ့ရဲ့ချုပ်ကင်မှုတွေကနေရုံထွက်ပြီးအမောင်ထဲကအစိတ်ပြင်းမြေလို့ခေါ်တဲ့ကွက်တိရိုက်ချက်နဲ့သူ့ကိုထိုးနှက်လိုက်ပါတယ်သူ့ရဲ့အနေထားရိုင်းနေသွားတဲ့အချိန်မှာကျွန်တော်ကသူ့ရဲ့အောက်ပိုင်းကိုပဲအာယုံဆိုင်တိုက်ခိုက်လိုက်တာကြောင့်တိုက်ပွဲကခါချင်းမှာပဲပြီးဆုံးသွားပါတယ်ပြည်နယ်ချန်ပီယံဟာဘာမှပြန်မခုခံနိုင်တော့ပဲမြေကြီးပေါ်မှာလဲကျသွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့တပည့်တွေအားလုံးဟာကျွန်တော်နောက်ကိုပဲလိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်